တို့ညာ YouTube channel ကိုဝင်ရန်အားပေးနားဆင်နေကြသူများအားလုံးကိုမင်္ဂလာပါလို့ကျွန်တော်ပုံမြတ်တင်မှနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာကျွန်တော်စာရေးဆရာမကြီးခင်နှင်းယူရေးသားထားတဲ့စိမ့်သစ်မှစိမ့်ဆိုတဲ့ဝတ္ထုစာအုပ်ကိုအပိုင်းနှစ်အနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပြီးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူလိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါဦးခင်ဗျာနောက်တနေ့ညနေတွင်ကိုဝနပြန်လာခြင်းကိုစိမ့်သည်အထူးပင်မျှော်လင့်မိကလေးများနှင့်ခြံဝါရှိချယ်ရီပင်အောက်တွင်ထိုင်၍စောင့်နေကြသည်အဝေးမှချောင်းငယ်စီးတံမှတဟီဟီမြည်နေသည်တဲရှိရာကုန်းမှတဖြည်းဖြည်းလျှော့သွား၍မြင်းနေမိုင်းတွင်ရာကင်းအစိမ်းကွယ်များကိုမြင်တွေ့ရ၏ချောင်းတစ်ဖက်တွင်တောင်ကဘာသည်မြင်မာ၍ညိုညိုမဲမဲအုံဆိုင်ဆိုင်ဖြစ်နေသည်တောင်ဆွဲတွင်နေလုံးမကွယ်သေး၍ရွှေရောင်များသည်ရာကင်းအစိမ်းပေါ်တွင်ပြန်ကျဲနေကြသည်မိုးပါတော့လဲလေကအေးစိမ့်စိမ့်ဖြစ်နေလေသည်ရေစီးတံတက်တဲ့ထဲမှကိုဝနမြင်းခွာတံကိုပင်စိမ့်ကစိတ်ဝင်စားနေသည်တဲရှိတွင်လည်းအမေသည်သူ့သားကိုမျှော်နေဟန်ရှိသည်ညနေဤနေရောင်ကြီးဝန်းတဲ့တွင်ကိုဝနသည်ဖြည်းဖြည်းလေးမြင်းကိုစီးလာ၏မြင်းပေါ်တွင်ကိုဝနသည်မြင်းမထွားကြမ်း၍လှပပေမဲ့မြင့်လှရှားပုံမှာနှေးကွေးလာသည်သူမျက်နာကလည်းအေးဆေးငြိမ်သက်လာသည်စိမ့်သည်ရင်ထဲတွင်ထိတ်ခနဲဖြစ်သွားသည်ကိုဝနအပြန်ကိုသူတခါမှဒီလိုမကြုံဘူးပေရခင်ခါများကလည်းကိုဝနသည်ယခုလိုပဲအေးအေးဆေးဆေးပြန်လာဟန်ရှိပေမည်အခုပြန်လာပြီဟေ့ကလေးများသည်အော်ဟစ်ပြေးလွှား၍ကိုဝနကိုကြို၏စိမ့်ကမူချယ်ရီပင်အောက်ကပင်စောင့်နေသည်ကိုဝနသည်တဲညာဘက်ရှိမြင်းဆောင်တွင်မြင်းကိုထားခဲ့၍စိမ့်ရှိရာခြံဝါသို့လျှောက်လာသည်စိမ့်သည်လှမ်း၍ပြုံးယုံသာပြုံးနိုင်သည်သူ့ပါဇက်ကဘာမှမမေးရဲပေကိုဝနသည်စိမ့်ကိုစူးစူးဆိုင်ဆိုင်ကြည့်လိုက်၏ညနေနေကြီးဖြင့်အသားမှဝင်းနေတော်လဲအဖျားတံကြောင့်မျက်နာမှသွယ်၍ကျနေသည်မျက်လုံးဝိုင်းကြီးများဖြင့်ကြည့်ကသူ့အားကြိုးစုံနေသောစိမ့်၏စိတ်ကိုသူကသိပါ၏စိမ့်သည်သူ့ယောက်ျားတရင်ကိုကြားခြင်းရှာပေလိမ့်မည်စိမ့်နေကောင်းရဲ့လားသူသည်နှုတ်ဆက်ရင်းစိမ့်ကိုဖျက်၍ရှေ့မှလျှောက်ကခြံထဲကိုဝင်သွားတော့သည်စိမ့်သည်သူ့နောက်မှကပ်၍လိုက်လာ၏သို့သောပါဇက်မှစကားတစ်လုံးမှမကြားရပေအမေရှိတွင်လည်းစိမ့်သည်ငြိမ်၍နေ၏သူ့မျက်နှာများကမူကိုဝနထံမှစကလုံးကိုတောင်းဆိုသလိုခဏခဏကြည့်၏အမေကျွန်တော်စားလာပြီရေချိုးပြီးရင်ထမင်းစားမယ်အမေကိုဒါပဲလှမ်းပြောကကိုဝနသည်တဲတဲသို့ဝင်သွားတော့သည်စိတ်ရင်ထဲတွင်မချစ်မရဲနှင့်ကြံရစ်ခဲ့ပြန်သည်ညနေစာအတွက်ပြင်ဆင်ရန်မိဘကြောင့်သို့ဝင်ခဲ့လေသည်အမေကတော့သူ့သားခန်းထဲသို့ဝင်သွား၏ထမင်းပြင်ရင်နားကမူကိုဝနအခန်းကိုစွန့်နေမိသည်တကယ်ဆိုကိုဝနသည်ပြန်ရောက်ချင်းတရင်အစနာများကိုရသလောက်သူ့ကိုပြောသင့်ပါသည်ယခုတော့အေးဆေးလွန်းလာသည်စိတ်ထဲမှစိမ့်သည်အပြစ်တင်မိ၏ညစာစားကြပုံမှာတိတ်ဆိတ်လာသည်ကလေးများကလည်းငြိမ်ငြိမ်သက်သက်ပင်စားကြ၏ကိုဝနကလည်းစကားတစ်လုံးမှမပြောပေစိမ့်သည်ဒါလောက်ငြိမ်သက်နေပုံကိုမကြိုက်အော်၍ပြစ်လိုက်ခြင်းသည်ခက်မြန်မြန်ပင်ထမင်းစား၍သူထသွားမိသည်အိမ်ခန်းထဲသို့ဝင်သွားကတယောက်တည်းထိုင်နေလိုက်သည်ယခုလိုတယောက်တည်းငြိမ်နေသည်ကတော်ပေသေးသည်လူအများကြီးကငြိမ်နေသည်မှာတခုခုဖြစ်တော့မလို့အရိပ်ရောင်တွေများလှ၏ထိုင်နေရင်စိတ်မှာကျဉ်ကျက်လှသည်ငိုရမည်လားငိုရလင်လည်းဟိ၍ငိုခြင်းသည်ပြရင်အနာတွင်သွား၍ရက်ပြန်သည်နေလုံးမှာလုံးဝကွယ်၍တောင်တန်းမဲမဲကြီးသာတပည့်ကြီးအိတ်နေသလိုရှေလျားလျားကြီးမြင်နေရသည်အလင်းရောင်ကမုံရီဖြစ်နေ၍စောစောကလိုမြင်ကွင်းမှာမตาရလှပေတောင်တန်းကြီးကလည်းအယုတ်ဆိုးနေသည်ရွှေရောင်လွှမ်းနေသောညနေကတစ်ပင်များမှလည်းမဲညိုညိုအရိပ်များသာဖြစ်နေတော့၏လေကလည်းအေးဆက်ဆက်သမီးအခန်းထဲကမှောင်းနေပြီအမေတန်သည်အခန်းဝမှပေါ်လာ၏စိမ့်ကမူအမေဘက်ကိုရုတ်တရက်လှည့်မကြည့်နိုင်ပေမကြခင်မိရောင်လင်းလာသည်သမီးဘာကြည့်နေလဲထိုင်ဦးလေအမေကသူ့ကိုဆွဲ၍ခေါ်၏သူသည်အမေကိုမော်ကြည့်ရင်းစိတ်ထဲမှစကားလည်းပြောခြင်းပြောလည်းမပြောရဲသလိုဖြစ်နေသည်မိခွက်ဘေးရှိကွေ့ပြစ်တွင်ထိုင်ချရင်းသူသည်စိတ်ကိုတင်းလိုက်၏အမေကိုဝနပြန်လာတော့စိတ်ယောက်ျားရဲ့ကြောင့်သူဘာမှမကြားရဘူးလေလား
အမေသည်လက်ထက်မှသတင်းစာရွက်များကိုစုပ်ထားခြင်းခက်ကြောင်ကြောင်ကြည့်နေသည်သူဘာမှမကြားဘူးလေလားအမေကြားတော့မကြားဘူးဖတ်ခဲ့ရတယ်ဘာဖတ်ခဲ့ရတယ်သတင်းစာထဲမှာဖတ်ခဲ့ရတယ်သတင်းစာကလာရှိုးကတဆင့်ကြောင်မဲကိုရောက်လာတာတပတ်လောက်တော့ရှိသွားပြီသူသတင်းစာပါဝယ်လာခဲ့တယ်အမေလက်ထက်မှသတင်းစာကိုစိမ့်သည်ကမန်းကရန်ယူ၍ဖက်လိုက်စိတ်မျက်နာကိုစိုက်ကြည့်ရင်အမေရင်များပင်တရိတ်ရိတ်ခုံးနေသည်စိမ့်သည်သတင်းစာကိုဆုံးအောင်ဖက်ရင်မျက်နာကဖြူ၍လာ၏အဆုံးတွင်သူ့မျက်နာသည်သွေးမရှိသလိုဖြော်သွားတော့သည်သမီးအမေသည်သူ့ဘေးတွင်ကတ်ထိုင်ကသူ့ပခုံးကိုဖက်လိုက်သူသည်စကားလည်းမပြောမရစိမ့်အခန်းဝတွင်လည်းကိုဝနာသည်ရက်နေသည်စိမ့်သတင်းစာကိုဖတ်ကလေးကအားပေးရန်အတွက်အခန်းဝတွင်ကိုဝနာရက်နေခြင်းဖြစ်သည်စိမ့်သည်သူတို့အားလုံးကိုမမြင်ပဝန်းကျင်သည်ဟင်းလင်းဖြစ်၍လေကိုပင်ရှူရှိုက်၍မရတော့ပါလားဘာကိုမှဖက်တွယ်၍ထားမရသလိုဟာလွန်းလာသည်သတင်းစာကိုကောက်ကင်လိုက်ပြန်သည်ရုပ်ပြဆင်းပြဖြစ်နေသောကိုဝင်းဖေအလောင်းနှင့်အလောင်းဘေးအိတ်ထဲမှရရှိသောကိုဝင်းဖေ၏ဓာတ်ပုံမှာသတင်းစာတွင်ထင်ထင်ရှားရှားပေါ်လွင်လာ၏လာရှိုနာတွင်အလောင်းကိုတွေ့ရသည်ဆိုပေသည်စိမ့်သည်သတင်းစာကိုမဖတ်တော့ပေလက်ထဲတွင်ကြစ်ကြစ်ဆုပ်ထား၍သတင်းစာမှကြေမွသွားတော့သည်သူတည်သွားပြီအမေစိမ့်သည်ဩသလိုပြောလိုက်သည်ကိုဝနာသည်စိမ့်ရှိရာသို့လျှောက်လာ၏အမေကစိမ့်ကိုအိတ်ခိုင်းသည်အိယာတွင်လှဲနေဖို့ပြောသည်စိမ့်လက်ဖျားတွေမှရေခဲလိုအေးလာ၍နှုတ်ခမ်းတွေပြားလာသည်စိမ့်ကိုဆွဲ၍အိယာပေါ်အိတ်ခိုင်းရင်အမေသည်စောင်းများကိုခြုံ၍ပေးလိုက်၏မိကုံးရောင်အောက်တွင်ဖြော့တော်လာသောစိမ့်မျက်နာကိုကိုဝနာသည်မကြည့်ရပေကျွန်တော်ညကလေးကဥဝင်းဖေအကြောင်းကိုပြောချင်ပါရဲ့မပြောရလို့ပါစိမ့်ရဲ့ဘာမှအားမငယ်ပါနဲ့စိမ့်ဘာလုပ်ချင်တယ်ဆိုတာသာပြောပါကျွန်တော်တို့အားလုံးကူပါမယ်စိမ့်သည်ရှား၍သာနေသည်မျက်ရည်ကမထွက်ခေါင်းထဲတွင်အတွေးများပြတ်သွား၍မနဲ့သတိထားနေရသည်အမေသည်စိမ့်လက်ဖျားများကိုနှွေးလာအောင်ဆုပ်ပေးနေ၏သမီးငိုခြင်းနဲ့အားရအောင်ငိုလိုက်ငိုတော့မငိုခြင်းပါဘူးမေရဲ့သူလည်းသိမှာမဟုတ်ပါဘူးစိတ်ထဲမှာတော့ဘယ်တော့မှမသိပါဘူးအမေရင်ထဲမှာမဝနအဖေဟာအခုထိအသက်ရှင်နေပါသေးတယ်ဒါပေမဲ့အားကိုရတော့မဲ့တာပေါ့လေအချိန်တွေကြာလာပြန်တော့လေဘဝဟာနေလို့စားလို့ဖြစ်လာရတာပါပဲစိတ်ကတင်းရတာပဲသမီးတင်းရလွန်းလို့ရင်ထဲမှာခြောက်နေတယ်အမေစိမ့်သည်မောဆိုးဆိုးကြီးပြောနေသည်ကိုဝနာကိုစစ်စစ်ကြည့်ရင်သူသည်ရှိုက်လိုက်ပြန်၏ကိုဝနာအဖေတည်သွားပြီမဲ့အမေမှာအဖော်တွေအများကြီးကြံရစ်ပါတယ်ဒါကြီးသမီးကြီးတွေဟာအမေအဖော်တွေပေါ့စိမ့်မှာတော့တယောက်တည်းဘယ်သူမှမရှိဘူးစိမ့်တယောက်တည်းပဲကြံရစ်တယ်မိဘတွေကောကိုဝနာမေးလိုက်လျင်စိမ့်သည်ခေါင်းခါပြ၏ဟင်မောင်နှမတွေကောအလုံးပေါင်းစိမ့်တယောက်တည်းပဲရှိတယ်။ဦးကိုဝနာရောအမေပါစိမ့်အတွက်ပို၍ဆွေးသွားတော့သည်စိမ့်ယခုမှမျက်ရည်များစိမ့်ကြလာ၏အမေတို့အားလုံးသည်ငြိမ်သက်သွားကြသည်တောင်တန်းမဲမဲကြီးမှလေများသာအေးဆက်ဆက်နှင့်ပြရင်မှဝင်လာကြသည်ငငယ်ရွယ်နှင့်မုံဆုံးမဘဝသို့ကူးလာသောစိမ့်အတွက်အမေသည်ပို၍မရှိပေသားသမီးတွေနှင့်အိုကြီးအိုမဖြစ်နေသောသူပင်လျင်အဖေဆုံးပြီးကလေးကလောကကိုစိတ်မဝင်စားတော့၆သွေ့ပြင်းရီမိ၍ဟာလွန်းလာသည်စိမ့်အဖို့တွင်တော့6လမြပေါင်းလိုက်ရသောတက်တန်းမှလည်းဆွေးမြေ့စရာပဲအထီးဒီလောကတွင်ကြံရစ်သည်မှလည်းကြေကွဲစရာပင်ဖြစ်ပေတော့သည်စိမ့်ကမူတညာလုံးတောင်ကိုဆင်းလိုက်တက်လိုက်လုံနေရသလိုမောလဲမောလာ၏ရင်ကလည်းပူ၏အိတ်မပြောရင်လည်းကောင်းပေသည်လုံးလုံးအိပ်ပျော်သွားလျင်လည်းလောကကိုမေ့နိုင်ပေမည်ယခုတော့နိုးတဝက်အိတ်တဝက်နှင့်မပြော့တပြော့တွင်အိမ်မက်ခမ်းများကလည်းခြောက်ခြားစရာကောင်းလာသည်မိုးလင်ကနေ့တွင်အမောပြေသလိုရင်နဲနဲအေးလာသည်ကြိုးစားအိတ်ကြည့်အိတ်နေရင်စိတ်ကူးထဲတွင်ဓမြများကိုဝင်းဖေကိုတတ်ကြပုံကိုတွေးကြည့်ပြန်သည်ချွေးစည်းတွေပြန်လာကရင်ထဲမှဘူလာပြန်တော့သည်မနက်တွင်မူစိမ့်သည်ပြန်၍ဖြားနေတော့သည်မင်းကလေးရေကျမရေတော့မထိခိုက်စီနဲ့ကွယ်
သမီးကဘဝကိုစကားစားဆိုတော့ဒုက္ခကိုမတွေ့စဘူးတွေ့ရတာကိုအမေကတော့တဝက်ကျိုးသွားပြီခုအမေဟာဒုက္ခကိုဟုန်သွားပြီရှေ့လျှောက်ဆက်လက်နေသွားရသမျှဒုက္ခရဲ့လို့တော့ရှိလာမယ်မဟုတ်ဘူးတွေ့သမျှဒုက္ခလို့မှတ်သားသွားပြီတော့ဒါမှနောင်ကိုခံနိုင်ရရှိမယ် သူများအိမ်တွင်နေသည့်အတော်တွင်စိတ်ကိုတင်းမှဖြစ်မည်စိတ်ကိုလျှော့၍ခွေကြသွားလျင်မမကြမ်းဖြစ်နေအောင်မည်အမေတို့စေတနာကိုသိပေမဲ့စိတ်ထဲမှာအာနာနေသည်ရှေ့ဆက်၍သူဘာလို့ရမည်နည်းဘာဖြစ်၍များအထီးကျန်ဘဝတွင်မိန်းကလေးတစ်ယောက်အဖြစ်နှင့်နေရပါသည်အစကကြိုတင်၍သိပါလျင်လည်းလက်မထပ်ဘဲအပြိုတုံးကလိုပင်နေလိုက်ပါ၏ယခုတော့လည်းတွေ့တာရခြင်းကြောင့်ဒုက္ခကပိုရပြန်သည်ကိုယ်ကွင်းရခြင်းထက်သူတစ်ယောက်တည်းနေရဖို့ကိစ္စကပို၍ရင်လေးစရာကောင်းပေသည်ကိုဝင်းဖေကသာကြောင်းနေစဉ်ကလေးကချစ်ခဲ့သူဖြစ်၍သူကိုလက်ထပ်ခဲ့သည်ကိုဝင်းဖေမိဘများကမူစိန်ကိုယွင်၏ခုထိသူ့သားကိုသာလက်ထပ်ခဲ့သည်သူ့မိဘများကိုစိန်သည်မျက်နှာချင်းမဆိုင်ရပေ YWCA တွင်တွေ့၍နေရသောသူကိုရောက်ကမလောင်များကအပေါ်စားဟုထင်သည်တကောင်ကျွတ်တွေ့ရမဲ့သူမှာ YWCA ကိုမှမတွေ့လျင်ဘယ်ကိုတွေ့ရမည်နည်းရုံမှအလုံးလုံးနိုင်၍ထိုနေရာတွင်နေနိုင်သေးသည်သူသာပညာမဲ့၍အလုံးမရှိခဲ့လျင်တအိမ်တွင်ခိုကပ်၍ကျွန်းလိုနေရပေမည်ယခုသူတို့သားဆုံးကြောင်းကိုသိလျင်ရောက်ကမကြီးများသည်ဆွေးဆွေးခုန်ကြပေတော့မည်ဘာလို့ရမည်နည်းရောက်ကမများထံဒိုးဝင်အသနာခံ၍ကပ်နေရမည်လောတယောက်တည်းပင်အလုတ်ပြန်လုံး၍ YWCA သို့ပြန်လဲကပ်ရမည်လားတကယ်ဆိုတော့စိမ့်တွင်ခိုးဝင်နားနေဖို့နေရာကတွေးလေဝေးလေမမြင်နိုင်တော့ပြီအာလူကင်းများသည်ရေပေးသွင်းရန်လိုလာပြန်တော့သည်ကိုဝင်နာသည်ဥခန်းလွန်းနှင့်အတူရာတော်ဆင်းရန်ပြင်ဆင်နေသည်အမေသည်သူ့အတွက်ကောင်းညင်းနှင့်လှုပ်ထားသောခေါပုံနှင့်ဆက်သားကြောက်ကိုထုတ်၍ယူလာသည်စိတ်နေကောင်းရလားမေအေးသူနှုတ်ကောင်းကောင်းတောက်လာပြီမကြပါဘူးပြန်ပြီးလမ်းလျှောက်မှာပါစိတ်ရှိတာတော့စိတ်ချမ်းသာတယ်မေအိမ်ကကြည့်ရတာလင်းလာသလိုပဲကျွန်တော်အခန်းထဲလဲတက်တက်ရရရှိမလာဘူးလားအမေဒီသူ့ဂရင်ဘော်ထိုင်ရင်သူ့ကိုမော့ကြည့်ဟုတ်တယ်မိန်းကလေးကအိမ်တော်ကိုနိုင်မုံရတယ်အမေတွေသိအဖော်ရတာပဲအမေဖြင့်စိတ်ကူးကြည့်တယ်သူကဆွေမရှိမျိုးမရှိဆိုတော့ရန်ကုန်ကိုမပြန်ကျင်တော့ဘူးဆိုရင်အမေတို့နဲ့အတူဒီရတော့မှနေဖို့အမေကတောင်းပန်ကျင်တယ်ဘာပြောတယ်မေကိုဝနာသည်တန်တော်ဖြစ်ခါဝိမိအင်ကြီးကိုမေးသို့ပြစ်ချလိုက်လေသည်သူ့ကိုအမေကဒီမှာနေဖို့ပြောမယ်လားမဖြစ်နိုင်တာအမေယာနေပိုင်ဝန်တော့ကတော့တယောက်လုံးကဒီလိုတဲစုံမှာနေမနဲ့လားမေပြီးတော့အမေတို့ကျွန်တော်တို့စားတဲ့အာလူပြုတ်ကိုသူကစားမနဲ့လားမြို့မှာဆိုအစေခံတွေတပြုံကြီးနဲ့ကော်ဖီတွေကိတ်မုံမျိုးစုံတွေစားတဲ့လူတွေကဒီတဲစုံမှာကောင်းညင်းတဲ့အာလူပြုတ်ကိုစားမနဲ့လားမေအေးလေသူတို့မနေရင်သာမတက်နိုင်ဘူးပေါ့အမေတောင်ကြီးမှာတွေ့ခဲ့ပါတယ်သူတို့မြို့မှာတောက်တယ်ဆိုတဲ့နှုတ်ကလည်းရေရောနှုတ်တွေပါကွယ်အာလူလက်လက်ကလည်းအမေတို့လိုမစားနိုင်ပါဘူးပေါင်မုံတဲ့အမေအာလူကနူးညံ့ပါတယ်ကောင်းညင်းဆိုလဲဆောင်းမနဲ့မှာပူပူနွေးနွေးစားရရင်အင်မတန်ရတာရှိတာကိုဝနာသည်တစ်ချက်ပြုံးကအင်ကြီးကိုပြန်ဝှေ့၍ခေါ်ပုတ်ထုတ်ကိုယူလိုက်သူကျင်းတဲ့သူလိုနေပါစေကျွန်တော်သွားမယ်အမေသည်ကိုဝနာအခန်းမှထွက်၍စိန်အိတ်ခန်းသို့ဝင်ခဲ့၏စိတ်မျက်နှာမှာအတော်ရှင်လန်းနေပုံရသည်မခန်းလုံးတို့မောင်နှမတစုမှသူ့အနားတွင်ကစားနေကြသည်အခန်းထရန်ကြားမှနေကြီးပြောင်များထိုးကျနေ၍မြေကြီးပေါ်တွင်အပြောက်ပြောက်ထင်းနေသည်အမေကိုမြင်လျင်စိန်သည်ထား၍ထိုင်လိုက်၏ကျမတော်တော်နေကောင်းနေပါပြီအမေသည်စိန်နာသို့ကတ်ထိုင်ရင်းသူ့ဆန္ဒကိုထုတ်ပေါ်ရန်ကြိုးစားလိုက်သည်သမီးနေကောင်းရင်ညနေကျလမ်းလျှောက်ထွက်ပေါ့ဒီမှာနေကောင်းတဲ့အထိနေတဲ့အပြင်ပြောသလောက်ဆက်နေသွားပါလားရှင်စိန်သည်အမေပြောသည်ကိုနားလည်ဖို့မပေါ်အမေတောင်းပန်နေတာကသမီးရန်ကုန်ကိုမပြန်တော့ဘူးဆိုရင်ဒီမှာနေပါလို့အမေပြောတာဟာရိုင်းများရိုင်းသွားသလားမသိဘူးအမေတို့ယာတော့ကဟိုမှာလို့တော့စိန်ခံစရာတွေမရှိဘူးဆိုတာအမေသိပါတယ်အဲ့ဒီအတွက်တော့အာနာပါရဲ့တာယာပြပြစ်တာတွေတော့ကွာမှာပေါ့သမီးတယောက်တည်းဆိုလို့တောင်းပန်နေတာပါရုတ်တရက်စိန်သည်ဘာမျှပြန်မပြောနိုင်ပေကြောင်၍ငိမ့်နေမိ၏အမေတို့စေတနာတွေမှာလိုတာထက်ပင်ပိုးနေပေပြီသူသည်လာမည့်ပြဿနာကိုရင်မဆိုင်ရဲသေး၍မတွေ့ဘဲခဏမေးထားလိုက်သည်
တွေးလိုက်တိုင်းလဲဘာလို့၍ဘယ်မှနေရမှမသိခဲ့လာစဉ်ကချစ်လင်းနှင့်ပြောပြောခရီးထွက်ခဲ့၏အပြန်တွင်တော့တယောက်တည်းမပြန်ခြင်းပေအမေဆန္ဒကိုလက်ခံသင်ဖို့ကများ၏သို့သောသူသည်ဒီရာတော်တွင်ကြာနေနိုင်မနေနိုင်ကိုလည်းတွေးရပေဦးမည် အဆုံးထိတော့စိတ်မပြောပြရစီနဲ့ဦးအမေစိတ်ပြေသလောက်ထိတော့အမေနဲ့တူစိတ်နေသွားပါမယ်ဒီနေ့အစီအစဉ်လုပ်လို့ရလာတဲ့အခါစိတ်ကိုခွန့်လွတ်ပါဦးဘယ်တော့ပဲဖြစ်ဖြစ်အမေတို့နဲ့အတူစိတ်နေတဲ့အချိန်ဟာအမေစိတ်ချမ်းသာတာပါပဲကလေးတွေကအစမောင်ဝနပါစိတ်ဒီမာနေတဲ့အတွက်ဝမ်းသာနေကြတယ်ကဲမခန်းလုံးရဲ့ကြက်ဦးနဲ့နှုတ်တစ်ခွက်တော့တောက်လိုက်ဦးနော် အမေသည်တွတ်တွတ်လက်လက်ထားသွား၏အမှန်တော့အမေသည်အတော်ပင်အိုမင်းနေပြီဘယေများတွင်နေပေမဲ့အနားမနေတလှုပ်လှုပ်အလုတ်လုံနေ၍လားမသိတုံချိနှေးကွေးခြင်းမရှိပေတန်တန်မြန်မြန်ပင်လောက်ကင်တတ်ပေသည်စိမ့်သည်သူ့ဘဝ၏အပြောင်းအလဲမြန်ပုံတွေကိုကြောက်သွားမိလက်ထပ်ပြည်ဒီမှာတစ်နှစ်မပြည့်သည်အဖြစ်အပျက်များကမူဇက်ကနေသလိုတကွက်ပြည့်တကွက်အပြောင်းအလဲမြန်လာပါကလားမိုးလေသို့ရောက်လာ၍ဆောင်းဦးတစ်စောင်မုံတွင်ဂျုံဆိုင်ရန်အတွက်ဂျုံကင်းများကိုထဲထိုးရပြန်၏များသောအားဖြင့်တောင်ပိုင်းရှမ်းပြည်နယ်တွင်သာဂျုံအစိုက်များလေသည်နေလုံးပြောက်၍တောင်တန်းကြီးညိုရောင်တန်းလာမှကိုဝနာသည်တဲသို့ပြန်ရောက်သည်ယခုတလောတဲပြန်ချိန်သည်နှစ်သက်ပျော်မွေ့စရာကောင်း၏တဲကံများကိုကြည့်ရသည်ကိုကစိတ်ကြည်လင်စရာကောင်းပေသည်ညစာကလည်းပူပူနွေးနွေးနှင့်အရသာရှိလာ၏ညဦးတွင်အကျွတ်ကြော်ထားသောအာလူပပကလေးများနှင့်တူဦးရောက်ကြော်များကိုရင်ွေးချမ်းနှင့်တောက်ရသည်မှာကိုဝနာဖို့ကျဉ်တ်စရာပင်ဖြစ်ပေ၏လူတစ်ယောက်၏တကိုးသည်ကြီးမားပေစွာသက်မဲ့သောဝတ္ထုပစ္စည်းများကိုပင်သူရှိလျင်တစ်မျိုးသူမရှိလျင်တစ်မျိုးပြောင်းလဲထင်မြင်တတ်ကြရပေသည်သို့သောစိန်ကိုမြင်ရသည့်အတွက်သူမှစိတ်မချမ်းသာပေစိန်သည်မိဘဆောင်ကိုသူ့ရှိမှဖြတ်သွားတိုင်းအင်ကြီးကြီးများမှာကပုတ်ကယုံနှင့်ဖိုးယိုဖားရနိုင်လှ၏အမေအင်ကြီးပွားပွားရောင်ရောင်ကြီးများကကြီးမားရသည့်အထက်စိန်လေပင်သည်ဒေးသွယ်လွင်၍ငှက်ကြီးဝင်ပေါ်လိုငောင်းစင်းစင်းဖြစ်နေသည်ယခုအချိန်ထိစိန်မှာအသားရည်ပြန်၍မပြေဖြိုးသေးပေနောက်တစ်ခေါက်ကြောင်မဲကိုသွားရလျင်စိန်ဖို့အင်ကြီးအဝယ်စားဝယ်ရအောင်မည်ရှေ့လာမည်ဆောင်းတွင်လည်းစိန်အဖို့အနှွေးတယ်များလိုအောင်မည်ရန်ပြည်နယ်ဤဆောင်းတန်ကိုလည်းစိန်တယောက်ခံနိုင်ပါမလားဟု၍လည်းတွေး၍ပူမိသေး၏လောကတွင်မူပင်ရမည်သူတယောက်တိုး၍လာပါဘကောမကြေမနက်အမြဲဖြစ်နေရသောသူ့ဘဝတွင်ယခုတခါတော့စိတ်ကျေနပ်စရာကောင်းပါစေတော့ဟု၍ဆုတောင်းမိ၏ယခုထိတော့ကျေနပ်ပျော်ရွှင်စရာများပဲတွေ့နေရသည်အဖေရှိစဉ်တုန်းကမူအဖေကသူ့ကိုစိတ်ကျေနပ်အောင်ထားသည်ဟုဆို၏သူကမူတခါမှအဖေထားသလိုမနေခဲ့သူเจ้าကထွက်တော်မူပြောစဉ်ကအဖေမျက်နှာအတော်ဝမ်းနေပုံရလေသည်ခုနှစ်တန်းနဲ့မင်းဘာသွားလို့ရမလဲခုခေတ်မှာပညာဟာအနှိမ်ဆုံး10တန်းအောင်မှဟန်ကြနိုင်မယ်ကျွန်တော်ဒီမှာမနေချင်ဘူးဟေးတို့များနဲ့အတူမင်းမနေချင်ဘူးမင်းဟာကဘာကြီးကိုသိဖို့အလွန်ငယ်ပါသေးတယ်ခုချိန်ဟာမိဘရဲ့လက်အောက်မှာဘယ်တော့ပျော်ရွှင်ချမ်းမြေ့ဖို့ကောင်းတယ်လဲအဖေကတော့ကုန်တဲ့တယောက်အနေနဲ့သားသမီးအပေါ်မှာတာဝန်ကျေပါတယ်ဒါပေမဲ့ကျွန်တော်ဘဝကိုကျွန်တော်မကျေနပ်ဘူးဘယ်လိုကွမကျေနပ်ဘူးအဖေမျက်စီထဲတွင်သူ့သားလေးကိုငဲငယ်လိုမြင်၏သူဘာပြောနေသည်ကိုလည်းအဖေကနားလဲပုံမပေါ်ပေအဖေကကုန်တယ်အမေကရာတော်သူဆိုပေမဲ့တောင်ကြီးလိုမျိုးမှာငါသားတွေကိုအဖေကမွေးခဲ့တာပါငါသားတွေဟာအားလုံးပညာတတ်လေးတွေဖြစ်ရမှာပေါ့ဟုတ်တာပေါ့လေဒါပေမဲ့ရာတော်မှာစင်းသားတွေဟာကုန်ပြီးခံနေရချိန်မှာကျွန်တော်ပညာတတ်ကြီးတယောက်အနေနဲ့မြို့မှာရင်ကော့မနေချင်ဘူးဒီတော့သားကဘဲသွားနေမှာလဲအဖေဒီအတန်ကိုနှိမ့်၍သူ့ကိုယူရစွာမေးလိုက်သည်ကျွန်တော်ပြည်မကိုသွားမယ်ပြည်မမှာကျွန်တော်ပညာကိုစွန့်ပြီးလွတ်လပ်ရေးအတွက်တိုက်နေချိန်မှာကျွန်တော်ကမစ်ရှင်ကျောင်းတွေမှာအေးအေးလေးအချိန်မဖြုံးချင်ဘူးအလိုငါသားကနိုင်ငံရေးသမားဖြစ်နေပါလားကွအဖေဒီတကယ်ပင်ပါဇက်အဟောင်းသားနှင့်ငေး၍သွားတော့သည်ရာတော့လေတော်သမားတွေလွတ်မြောက်ရေးဟာကျွန်တော်တို့အပေါ်မှာတည်တယ်ထိုစဉ်ကသူသည်တကယ်နိုင်ငံရေးသမားလိုရင်ကော့၍ခမ်းမော်ကလေးပြောလိုက်ပြီးတော့မှအဖေကိုဒီလိုပြောလိုက်မိသည့်အတွက်သူနည်းနည်းရှက်သွားလေသည်ဘယ်လိုကွလေသမားတွေလွတ်မြောက်ရေးအတွက်သားကပြီးမှသွားမယ်ဟုတ်လားအမှန်တော့သားဟာအမိရာတော်ကိုသွားကျင်နေဆိုရင်တော့ပို့ပြီးမှန်ပါပဲအမိကလည်းသဘောတူမှာပဲအမေသည်သူတို့သားဖပြောနေရသို့ဝင်၍ပြောလိုက်ထိုစဉ်ကအမေမျက်လုံးများသည်တောက်ပါနေသေးသည်
သူသည်အဖေနှင့်အမေကိုကြားကြားရင်ဆိုင်၍မနေခြင်းပေပြည်မဘက်ကိုသွားခြင်းသောစိတ်ကိုဘယ်သူမှမတားဆီးစေခြင်းပေ ပြီးတော့လေသမားတွေကောင်းဆောင်ခြင်းတဲ့လူဟာရွှင့်ကိုနင်းဘူးရလိမ့်မယ်ဘယ်နဲ့လဲစပားတပင်ဖြစ်အောင်ကိုတားဆိုင်တတ်ပြီလား အမေသည်သူ့ကိုစူးစူးရှာရှာကြည့်၍နေမိစဉ်သူသည်ဘာမှမပြောဘဲအိတ်ခမ်းဘက်သို့ထား၍လာခဲ့ရလေသည်ကျွန်းနဲ့ဆိုင်ရင်တို့ကောင်ကလေးတွေဟာစာကိုသိကြိုးစားတာပဲဥက္ကနောင်ရဲ့ကလေးတွေကတော့စာမတင်နိုင်လို့စိတ်ပြက်ကြတယ်ငါသားကတော့စာမတင်ခြင်းဘူးတဲ့အဖေညင်ညူတန်ကိုသူသည်အခန်းဝအရောက်တွင်ကြားလိုက်ရ၏စာမတင်ခြင်းတာမဟုတ်ဘူးအဖေရဲ့တင်ခြင်းတယ်ခုတော့စိတ်ကိုမထိန်နိုင်ဘူးခုချိန်မှာပြည်မမှာဆိုရင်လွတ်လပ်ရေးအတွက်အပြင်းထန်ဆုံးထကြွလှုပ်ရှားနေချိန်မှာကျွန်တော်ကချယ်ရီပင်အောက်မှာထိုင်ပြီးစာသင်မနေနိုင်ဘူးသူသည်စိတ်ထဲမှအဖေကိုပြန်၍ပြောကာသူ့အိယာပေါ်သို့ပြစ်လဲလိုက်သည်အမေနှင့်အဖေသည်တယောက်ကိုတယောက်စိတ်စိတ်ကြည့်နေကြ၏အဖေသည်သားများကိုကြောင်းထားမရ၍စိတ်မချမ်းမသာဖြစ်နေဟန်ပေါ်သည်အမေကမူသိတ်တုံလှုပ်ပုံမရပေ ရှင်သားကြီးတွေကတော့လက်ဖက်ချံပဲစိုက်ချင်တာပါမောင်ဝင်နာအတွက်ကတော့စာဖတ်လွန်သွားတယ်လေသူဖတ်နေတဲ့စာအုပ်တွေရှင်တွေ့ရဲ့လား အမေကမေးလိုက်မှအဖေသည်ပြန်၍စဉ်းစားမိ သူ့ကောင်းရင်ကအစာအုပ်စင်မှာကျောင်းသုံးစာအုပ်ထဲနိုင်ငံရေးစာအုပ်တွေအများကြီးပဲအတန်းကုန်အောင်စာမတင်တာကတော့ဝမ်းနည်းစရာပေါ့ဒါပေမဲ့သားဟာအများအတွက်ဒီလိုလှုပ်ချင်တယ်ဆိုတဲ့စိတ်ပေါ်လာတာတော့ဝမ်းသာစရာပဲတခုပဲကျမစိတ်ညစ်တယ်လေသမားတွေတိုးတက်အောင်လှုပ်ချင်တဲ့သူဟာရာတော့ကိုမသွားပဲမြို့ကိုသွားမယ်ဆိုတာမတွေးတတ်ဘူး ငါတော့အခုဘာလို့ရမလဲမတွေးတတ်ဘူးမင်းရောကလေးတွေပါရတော့မှအနာကြီးတွေဖြစ်မှာဆိုလို့ဆွဲထုတ်လာခဲ့တာပါမင်းလည်းဒီရောက်မှစာဖတ်တက်လာတာပါမင်းစကားပြောပုံဆိုပုံတွေဟာဥခွန်တော်မိမပြောတာနဲ့နည်းနည်းမှမတူတော့ဘူးမတတ်နိုင်တော့ဘူးလေငါဟာအဖေတယောက်အနေနဲ့တူအောင်တော့သားသမီးတွေပေါ်မှာလုပ်ခဲ့ပါတယ် ဟုတ်ပါတယ်ရှင့်တာဝန်ကြည်ပါတယ်လူငယ်တွေစိတ်ဆိုတာကတိတ်ကြွလာပြီဆိုရင်ချိုးနေဖို့ခက်သားပဲကျမတော့သူတို့အားလုံးစားတက်ပြီးသားသမီးတွေတပြောတစ်ပါးကြီးနဲ့ရတော့ကိုပြန်နေတာပဲ တော်စမ်းပါတော်ကြပါတော့ဒီရာတော့ကိုပြန်ကျင်တာကိုလည်းထပ်ပြီးမပြောကြပါနဲ့စော်ဝါအောက်ခြေကရွှင်ထဲမှာမင်းတို့အားလုံးပြန်နှိမ့်နေကြကြပြီအဖေကအတန်ကျဲကြီးနဲ့အော်လိုက်၍အမေသည်ငြိမ်သက်၍နေလိုက်သားနှင့်အဖေတူလျက်နှင့်မတူသည်ကိုအမေစိတ်ထဲတွင်နားလည်လိုက်ပါ၏အဖေကသူတို့တွေရာခင်းရွှင်ခင်းထဲတွင်စော်ဝါခြေထောက်အောက်နှင်မွန်းနေမှဆို၍မြို့ကိုခေါ်ကာစာတင်၍အထက်တန်းကြထားမည်ပြီးတော့စာရေးစာကြီးဘဝတွင်နေသွားရမည်ဒါကလည်းစော်ဘွားခြေထောက်အောက်မှလွှတ်ချင်သည်သို့သောဒါဆန္ဒထဲတွင်ရှမ်းပြည်နယ်တစုလုံးပါသည်ကိုအမေကသိအမေသည်သာဆန္ဒကိုသဘောတူပေမဲ့ပြည်မကိုသွားလိုသည့်ကိစ္စကိုမူနားမလည်ပြီကိုနာပြည်မသို့ထွက်လာချိန်တွင်အဖေနှင့်အမေတို့သည်မတားမြစ်ကြပြီဒါတယောက်နိုင်ငံရေးပင်လယ်ပြင်တွင်မျောနေပုံကိုတော့အမေသည်နားဆွင့်၍နေအဖေကမူဘာကိုမှမမေးတော့ပြီကျွန်းတို့လူစုသူတို့အိမ်ရှိမှဖြတ်၍ကြောင်းတက်သွားတိုင်းအဖေသည်တက်ပြင်းတခြားခြားလုံနေရသည် ရှင်သာလွတ်လပ်ရေးစစ်တပ်ထဲမှာပါသွားပြီတဲ့အ မေသည်ကိုဝနထံမှစာရွက်ကိုကန်၍အဖေအားပြောပြသည်အဖေကမူဘာမှပြန်မပြောပြီတနစ်ဆောင်ဦးတွင်ဤပမလွတ်လပ်ရေးဤရှိပြေးကြရတံများသည်၎င်းပင်လုံကြီးလာကံမှပောက်ကွဲတံတို့သည်၎င်းပြင်းထန်သောဆောင်းလေနှင့်တူပါလာကြတော်လဲအဖေသည်တစုံတရာတုံလုံးပုံမရပြီသူလက်ချောင်းများသည်မာကိုမှကြားမြဲမြဲဆုပ်၍မရမျက်လုံးများကလည်းအဝေးသို့မျောကြည့်တိုင်းပြမွဲအယောင်ကလွဲ၍တဲကွဲစွာမမြင်ရပြီအဖေသည်ပို၍တိတ်ဆိတ်ငြိမ်သက်ကာအေးလေးအနေများလာ၏အဖေ၏ငြိမ်သက်ဟန်မှစိတ်လျှော့နေပုံရသည်အမေသည်ဖြစ်ပေါ်နေသောသတင်းစကားများကိုအဖေအားခဏပြောမပြတော့ပြီသားထံကရသည့်စာအကြောင်းကိုပင်သူသည်ပြောမပြပြီအဖေကောင်းနေမကောင်းတော့သည့်အကြောင်းကိုမူကိုဝနထံသို့အမေကထည့်၍စာရေး၏လွတ်လပ်ရေးရာပြည်သည့်တစ်ချိန်တွင်အမေသည်အဖေကိုပြောပြ၏သို့သောလွတ်လပ်ရေးအကြောင်းကိုအိယာပေါ်တွင်လှဲနေရင်အဖေကနားထောင်ရပေသည်မောင်ဝနဘယ်တော့ပြန်လာမှာလဲအဖေမိကွန်းကိုအမေသည်မဖြေတတ်ပေတကယ်တော့လဲသားဘယ်တော့မှပြန်လာမည်ကိုအမေကမသိပေအဖေမမကြောင့်သိရခြင်းတွင်ကိုဝနသည်ရှမ်းပြည်နယ်သို့ခဏပြန်ရန်စိတ်ကူးမိသည်သို့သောလယ်သမားစီယုံရေးမှအရေးကြီးသည်ဆို၍သူသည်မပြန်ခဲ့ရပေနှွေပေါက်လာခြင်းတွင်တောင်ကြီးကိုပြန်ရန်အစဉ်သင့်ဖြစ်၍လာသည်အဖေလိုလားသောပညာတတ်ကြီးတစ်ယောက်အဖြစ်နှင့်မပြန်နိုင်သည့်အတွက်အဖေစိတ်ဆင်းရဲမှဆို၏ဘယ်လိုပဲဖြစ်ဖြစ်အဖေသည်သူ့မျက်နှာကိုမြင်လျင်စိ
စိတ်ချမ်းသာကောင်းပါရဲ့ပြန်ခြင်းပြီဆိုတော့လဲလေရင်ပြန်လက်မှတ်ကိုကမန်းကရန်ပြေးဝဲမိပြန်သည်သူလက်မှတ်ဝဲနေစဉ်နောက်မှတယောက်ကပြေး၍ဖက်လိုက်ကိုနာသူသည်နောက်ကိုလှည့်ကြည့်ဟေးကျွန်းပါလားမင်းသိဝတာပဲနော်အေးခမရလည်းမတွေ့တာဗျာကျောင်းကထွက်ကြတဲ့ကပဲအခုကျွန်တော်တောင်ကြီးပြန်မလို့ကိုလည်းပြန်မလို့ကျွန်တော်အမေရိကကိုပညာတော်သင်သွားရမယ်ခုအိမ်ကိုနှုတ်ဆက်ရအောင်သွားမလို့ခမရဘယ်ရောက်နေတာလဲကျွန်တော်တို့10တန်းရောက်တော့စစ်စဖြစ်တာပဲဗျာတတိယသေးတယ်နောက်စစ်ပြီးမှအရေးပေါ်ကောလိပ်ဝင်ပြီးတင်တယ်အခုကျွန်တော် BSc အောင်ကြီးခမရ9တန်းကထွက်ပြီးဒီမှာစာလာတင်နေတာမဟုတ်လားကျွန်းကသူပညာသင်ကြားရေးကိုဝမ်းသာအားရပြောပြနေ၍ကိုဝနာသည်ပြောလာသည်သို့သောကျွန်းစာသင်ချိန်ကသူဘယ်ရောက်နေသည်ကိုမတွေးတတ်ပေဟင်ခမရဘယ်ရောက်နေလဲကျွန်းကထပ်မေးပြန်သည်ကဲတတိယပြီဗျို့ကိုเจ้าမနေပါဘူးမင်းတို့အရေးပေါ်ကောလိပ်တက်နေတော့ကိုကမြို့ချစ်ဗမာတက်မတော် PBF ကနေအခုလက်ရှိဗမာတက်မတော်ဆိုပါတော့ကွန်းစာကွန်မိတ်ဘာမာကွန်မန်အခုပြောင်းမှာစိတ်တွေနေတော့ပေါ့ PBF ကျွန်းဒီစကားသုံးလုံးကိုရွတ်ဆို၍ရဲလိုက်ကျွန်တော်ဖေဖော်ဝါရီလကုန်သွားမယ်ကိုစံရင်ကိုရောမှတ်မိသေးသလားသူတော့ BCS ဝင်ပြေလို့အောင်သွားပြီအလုတ်တင်ဝန်တော့ဖြစ်နေမြကြီးနားကိုသူလည်းမနှက်ပြန်သွားလိမ့်မယ်ဟုတ်လားဝမ်းသာစရာပဲကိုစံရင်ကိုသတိရပါတယ်ကျွန်းဒီတငယ်ချင်းများအိကောင်းတဲ့ရင်ကိုအရှိကြီးဆက်၍ပြောနေသည်နောက်နေ့တောင်ကြီးသွားသည့်လေရင်ပေါ်တွင်လည်းဂျပန်ခေတ်တစ်လျှောက်လုံးနှင့်စီပီခေတ်တွင်သူတို့တငယ်ချင်းတစုစာတင်မပြတ်အောင်နေခဲ့ပုံကိုဝနအားလွမ်းပုံများကိုပြောပြသွား၏ကျွန်းစကားပြောသည်ကိုနားထောင်ရင်းကိုဝနမျက်လုံးများကမူဂျပန်နေတစိတ်အလံအင်္ဂလိပ်၏ယူနီယန်ဂျက်ရန်ငွေဖုံလွှမ်းသောလေကွန်းနှင့်သွေးစားသွေးကွယ်များကိုသာပြန်၍မြင်သည်သူ၏ကြော်ဖြတ်ခဲ့သောအတိတ်မှာဒါပဲဖြစ်သည်တောင်ကြီးကိုရောက်ရှိခြင်းသည်ပျော်ရွှင်စရာမကောင်းပေအဖေကိုတွေ့ဆုံရန်လာပေမဲ့အဖေကိုမတွေ့လဲရခြင်းကြောင့်ဖြစ်သည်အမေကစောစောသာလာလျင်အဖေနှင့်တွေ့သွားရမည်ကိုငိုရင်းပြော၏သူသည်အမေပြောသမျှကိုငြိမ်သက်စွာနားထောင်၍နေသည်ဘာတစ်ခွန်းမှမပြောပေသားထွက်သွားတာကိုမကြည့်နဲ့ပေမဲ့အပြည့်လို့ဘာမှမပြောရှာဘူးကျွန်းတို့ကြောင်းတက်သွားတိုင်းသာသူတပြင်းတခြားခြားလုံနေတာပဲခုကျွန်းအမေရိကကိုသွားတော့မယ်သူသည်အမေစိတ်ကျဉ်အောင်ပြောလိုက်အေးမင်းဖေဆုံးတဲ့နေ့ကကျွန်းရဲ့အမေလာရင်ပြောသွားရပါတယ်သားအခုစာဆက်တင်ရင်သေးသလားကိုနာသည်ခေါင်းခါလိုက်သည်အဖေမရှိတော့ကျွန်တော်အမေတို့အတွက်ဆက်လုပ်သွားမှာပါကျွန်တော်ကိုတာဝန်ယူမဲ့လူမရှိတော့ဘူးဆိုတာကျွန်တော်နားလည်ပါတယ်အဖေဟာအမေတို့အတွက်ငွေများများမချန်ရစ်နိုင်ခဲ့ဘူးမဟုတ်လားအမေသည်မျက်ရည်ဆို့လာတော့လဲသူ့သားတိရပုံအတွက်ကျဉ်းသွားသည်ဟုတ်တယ်မင်းကြီးတွေကိုလည်းနေရာချလိုက်ရသေးတာကိုစစ်ဖြစ်တဲ့5-6နှစ်အတွင်းမှာသားလှုပ်ချင်တာတွေကိုလှုပ်လို့အားရပြီလားအမေသည်ဘာကိုဆိုလို၍မေးမှန်းသူမသိပါသူသည်ခေါင်းကိုဖြည်းဖြည်းခါ၏အားမရပါဘူးမကျဉ်းပါဘူးအမေဒါဖြင့်ပြည်မကိုသားပြန်သွားဦးမလားပြန်ကြည့်ဦးမလားလို့အလုပ်သွားရှာမလို့လားကိုနာကအတန်ထွက်အောင်ရဲလိုက်သည်မရှာပါဘူးအမေဘယ်လိုဖြစ်လို့လဲဒီလိုတွတ်တယ်ကြီးသူကရဲ၏မင်းအဖိုးမှာကျုံကင်းနဲ့မြေယာခွက်တော်တော်များများကြံခဲ့ပါတယ်ကိုနာသည်ရုတ်တရက်ဘာမှအဖြေမပေးတတ်သေးပြီစဉ်းစားအောင်မယ်ဟုတ်ပဲအမေကိုပြောလိုက်ညဘက်တွင်မြို့ထဲမှထွက်၍အစိုးရဟိုတယ်ဘက်ကိုလမ်းလျှောက်လာ၏ဟိုတယ်ရှိရာတောင်ကုန်းကိုကြည့်လျင်တောင်ကြီးမြို့သည်မိပွင့်မိဒံများနှင့်အတော်ပင်လှပသည်တောင်ဆွဲကြော်၍ထွက်ပြူစလာဝင်းရောင်မှပကြီးချေမုံထားသလိုရွှေရောင်ပြေပြေလေးဖြစ်နေသည်နှင့်မုံများပွင့်နေသလိုတောက်ပနေသည်ဆောင်းနေသည်ငိမ့်ငိမ့်လေးတိုက်ခတ်နေ၍ထင်းရွှေရွယ်များသည်ဒိန်းတိကဒိန်းပါနှင့်လှုပ်ရှားနေကြသည်သူချက်မြုပ်ထားနေဖြစ်သည့်မော်ရိုနယ်မြေသည်လှပဆိုပြေသောတောင်ကုန်းမြေမြင့်မင်းဖြစ်ပေသည်စံရည်တို့သည်လည်းမွေနဂါးများလိုလွင်၍စီး၏ရေတခွင်များသည်လည်းနတ်သမီးဒေသံများလိုငိမ်ညောင်းစွာသည်ဆို၍တွင်ကြလာကြသည်ဗမျိုးစုံတို့မှာရာသည်မပြတ်ပွင့်၍တောင်ကုန်းလွင်ပြင်ကိုတစားဆင်၍နေကြသည်မြင်ကွင်းသည်သူ့နှလုံးကိုဆွဲယူလိုက်သည်ထိုညကတဘာဝအလှသည်သူ့အားတောင်းပန်တူရှိုးဟန်ရှိသည်အမှန်တော့ထိုညတွင်သူသည်ပြည်မကိုမပြန်ရန်ဆုံးဖြတ်လိုက်တော့သည်မပြန်ခြင်းနှင့်ပတ်သက်၍အမေကိုဖွင့်မပြောလိုသောအကြောင်းများသည်အများကြီးဖြစ်၏
ဖြစ်ခဲ့သည်များကိုတွေးပဲမတွေးလို့တော့အစိုးရဌာနတစ်ခုမှာခမဝင်လို့ပါလားသူသည်သူ့ဆရာသမားများ၏လမ်းညွှန်ချက်အရသက်ဆိုင်ရာဌာနများကိုသွားခဲ့၏သွား၍ဆိုင်ရာအတွင်းဝင်များနှင့်တွေ့တိုင်းပင်ခမဗန္ဒန်းအောင်လေဒီမေကွန်းသာသူ့ကိုတရေ6တလို့လှမ်း၍အမေခံရ၏ခုနေခါမှာထူထောင်ရေးအတွက်စီမံကိန်းတွေရေးဆွဲချိန်မှာဒီဂရီရတဲ့လူတွေပဲလိုတယ်ကဘာတစ်ခုလုံးနဲ့ဆက်ဆံတဲ့အတွက်တော်ယုံတန်ယုံနဲ့ဖြစ်မှာမဟုတ်ဘူးအတွင်းဝင်မင်းဤပြန်လဲဖြေကြားချက်မှာလျော်ကန်သိမြတ်လာပြီဒီခုနှစ်တန်းပဲတတ်ပါတယ်ဗျာကျုပ်ကခုနှစ်တန်းပဲတတ်တယ်ဟူ၍သူသည်ဒိုးဒိုးလဲဖြေကျဲကျဲလဲပြောလာတတ်၏နောက်တော့လဲဘယ်ကိုမှမသွားကျင်တော့ပြီသူအမှတ်မီဆုံးသောနေ့တစ်နေ့မှာအတွင်းဝင်မင်းတစ်ပါးနှင့်တွေ့ခဲ့သောနေ့ဖြစ်သည်ဝင်မင်းဥပဝကိုသူသည်နိုင်ငံရေးကြောင့်တာယာဝတီထောင်သို့မကြခင်ကတစ်ကြိမ်တွေ့ခဲ့ရ၏သူအမှုကိုစီရင်ချက်ချစဉ်ကဥပဝသည်စီရင်ချက်အပြည့်တွင်ဘာမှမဆိုင်သောဗလာတက်တက်စကလုံးများကိုရွတ်ဆိုလိုက်သည်လွတ်လပ်ရေးကိုလိုက်ချင်အောင်ကွာလိုက်ချင်အောင်လိုချင်အောင်ကွာလူရှုံတွေထောင်ထဲမှာနေပြီရောဒီတော့ကဥပဝကိုစိတ်စိတ်ကြည့်၍သူကပြုံးခဲ့၏ယခုလွတ်လပ်ရေးရပြီးတော့လဲကလတိုင်းပေါ်တွင်ဥပဝကိုအပြုံးမပြတ်ပြန်လဲတွေးရလေပြီကိုနာကဘာကိုမျှပြန်လဲ၍မချေပလိုပါသူတို့မှာအမြဲပဲပြီးတော့ตายရလျက်ရှိ၏ဘဝဆူတောင်းကောင်းခဲ့ပေတကူပညာလဲတတ်ပေသည်အုတ်နောက်လဲကောင်းပေသည်အုတ်ချုပ်ရေးလဲနားလည်ပေသည်သူ့လိုခုနှစ်တန်းကအတွင်းဝင်ယာရုလဲတောင်းဖို့မတင်တကယ်ဆိုတော့အကြံပရန်တောက်တော်မရခိုင်းဖို့လောက်သာအမွေခံဖို့ကောင်းသည့်လူကလေးများပေပဲဟုသူကသူ့စိတ်ကိုသူဖြေ၏အလုံးသည်လျော်ကန်တင်မြတ်လာပေ၏ဟု၍လဲဆင်ခြင်မိပါ၏ဘယ်သူအပြစ်မှလဲမဟုတ်၍ဘယ်သူကိုမှလဲသူအပြစ်မတင်လိုပါလွတ်လပ်ရေးအတွက်တိုက်ပွဲတိုင်းတွင်ဖြူဖြူဖြောင်းဖြောင်းနောက်လိုက်တယောက်အဖြစ်ကြိုးစားခဲ့သူမို့ဘာပေးပါညာပေးပါဟု၍တောင်းဆိုဖို့ကိုလည်းဘယ်တော့မှမဇက်မရဲခဲ့ပေလွတ်လပ်ရေး၏နောက်ပိုင်းတွင်လည်းယာရုအတွက်နဘူးနဆာလှုပ်ဖို့ဆိုသည်မှာသူ့စိတ်ထဲတွင်လှုပ်အပ်သောကိစ္စဟု၍မထင်ခဲ့ပေသူကိုအခွင့်အရေးသမားတယောက်ဟုထင်မြည်ကိုသေရမည်ထက်ကြောက်နေ၏နောက်ဆုံးအမေပြောသလိုပင်လယ်သမားတို့နှင့်အတူရှင်တဲသို့ဆင်းမပင်ဘဝအမှန်ဖြစ်ပေမည်။ငွေနှောင်းစတွင်သူသည်အမေနှင့်အတူမိုင်းငေါ်ရာတော်သို့ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပေသည်။ဟုတ်ကဲ့ပါခင်ဗျာ။ဆရာမကြီးခင်နှင်းယူ၏စိမ့်သင့်မှစိမ့်ဆိုတဲ့ဝတ္ထုစာအုပ်ကိုအပိုင်းနှစ်နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနာဆင်ခံစားပေးခဲ့တဲ့အတွက်လည်းကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်း၃မှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျန်းမာဘေးကင်းကြပါစေကျွန်တော်ဖုန်းမြတ်ထင်ပါခင်ဗျာ